天上没有免费ဒီစကားလေးကိုတရုတ်စာလေ့လာနေတဲ့သူတွေအနေနဲ့ကြားဖို့ကြမယ်လို့ April ထင်ပါတယ်ဒီစကားကိုရှေ့အပတ်မီတင်တုန်းက April တထေးကနေပြီးတော့ April တို့ကိုမျှဝေပေးခဲ့တဲ့စကားလေးပဲဖြစ်ပါတယ်သူ့ရဲ့အတိတ်ပဲကတော့လောကမှာအလကားရတာဘာတစ်ခုမှမရှိပါဘူးတဲ့ April ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာအတော်လေးလေးလေးနက်နက်လေးတစ်ချက်စဉ်းစားမိသွားပါတယ်ဘာလို့လဲဆိုတော့ April တို့တော်တော်များများကဒီရလက် result ကိုပဲပြေးမြင်ကြလို့ပါသူများကလစာကောင်းနေရနေတယ်သူများကအောင်မြင်နေတယ်သူများကတော့ confident နေရှိနေတယ် April တို့ကဒီအောင်မြင်မှုဒီ result တွေကိုပဲမြင်နေကြလို့ပါဒါပေမဲ့သူတို့ကဒီလိုမျိုး result ကောင်းနေရလာအောင်နောက်ွယ်မှာဘယ်လိုစူးစမ်းခဲရလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး April ကိုယ်တိုင်လည်းအရင်တုန်းကသူကတော့ဘာကြောင့်ဒီလောက်တောင်အောင်မြင်နေရလဲသူကတော့ဘာကြောင့်ဒီလောက်တောင်ချမ်းသာနေရလဲဆိုပြီးတော့တွေးခဲ့ပူပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသိလာရတာတခုကတော့အောင်မြင်မှုတိုင်းရဲ့နောက်ွယ်မှာပေးဆက်မှုဆိုတာကရှိနေစမြဲပါပဲဥပမာကိုကတရုတ်စကားကိုကျွမ်းကျင်နဲ့ပြောတတ်ချင်တယ်ဆိုရင်တော့အချိန်ပေးပြီးတော့သင်ယူလေ့လာရမယ်ဒါအပြင်စူးစမ်းပြီးတော့လေ့ကျင့်ရပါမယ်အကယ်၍ကိုက confidence ရှိချင်တယ်ဆိုရင်တော့ကိုရဲ့ဒီရှက်တတ်တဲ့စိတ်တွေကြောက်တတ်တဲ့စိတ်တွေကိုကျော်လွှားနိုင်ဖို့စူးစမ်းရပါမယ် April တို့လိုချင်တဲ့အရာတစ်ခုအတွက်တေချာပါတစ်ခုမဟုတ်တစ်ခုကိုကတော့ပြန်ပြီးတော့ပေးဆက်နေရပါမယ် April တို့ပေးဆက်လိုက်ရတဲ့အရာကအချိန်တစ်ခုစူးစမ်းမှုတစ်ခုဒါမှမဟုတ်စိတ်ရှည်မှုတွေလည်းဖြစ်နေနိုင်ပါတယ်ဒါကြောင့် April ရဲ့တတိပြောခဲ့တဲ့天上没有免费လောကကြီးမှာအလကားရတာဘာတစ်ခုမှမရှိပါဘူးဆိုတဲ့ဒီစကားလေးတစ်ခွန်းက April အတွက်အရန်ကိုလေးနက်တဲ့စကားလေးတစ်ခွန်းပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ကိုလိုချင်တဲ့အရာတစ်ခုရှိရင်ကိုပြန်ပြီးတော့မေးပါဒီကိုလိုချင်တဲ့အရာတစ်ခုအတွက်ကိုဘက်ကရောဘာတွေပေးဆက်ဖို့အဆင်သင့်ဖြစ်နေပြီလဲကိုဘက်ကရောဘယ်လိုမျိုး investment တွေလုပ်ထားပြီလဲဆိုတာကိုပြန်စဉ်းစားဖို့လိုပါတယ်ဒီဗီဒီယိုလေးအဆုံးမသက်ခင်မှာ April တခုပြောချင်တာကအောင်မြင်မှုဆိုတာကကံကောင်းလို့ရလာတဲ့အရာတစ်ခုမဟုတ်ပါဘူးနောက်ွယ်မှာမမြင်ရတဲ့စူးစမ်းမှုတွေရှိနေပါတယ်ဒါကြောင့်ကိုလိုချင်တဲ့အရာတစ်ခုရှိတယ်ဆိုရင်လေအဲ့ဒီအရာအတွက်လိုအပ်တဲ့ပေးဆက်မှုတွေကိုလည်းလက်ခံတတ်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့天上没有免费လောကမှာအလကားရတဲ့အရာတစ်ခုမှမရှိလို့ပါ